ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မနက်မှာတော့ကျွန်တော်တို့ညှော်လင့်နေခဲ့တဲ့ရှင်းဖိုင်တာလေးဂျိုရှွာဘန်ရဲ့နိုင်ပွဲရောက်ရှိလာခဲ့ပါပြီခင်ဗျာပြောရမယ်ဆိုရင်ဗျာအောက်စီးအနေထားကနေထိုးခဲ့ရတာမုံမရဲညှော်လင့်ခဲ့ရတယ်ပေါ့ဒါပေမဲ့ရှင်းဖိုင်တာလေးဂျိုရှွာဘန်အကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့ပါတယ် ranking 1နေရာဖိုက်တာကိုသူတင်ကိုတင်ကစားသွားခဲ့တယ်ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့တယ် rival ကလည်းအကောင်းဆုံးပုံစံတွေကိုထုတ်ပြသွားခဲ့တယ်ခင်ဗျပြောရမယ်ဆိုရင်ဂျိုရှွာဘန်ဟာခက်ကစားပြီးတော့နိုင်ပွဲကိုအရောက်သွားခဲ့တာဖြစ်ပါတယ်ဒီတော့ဒီနိုင်ပွဲရလိုက်တဲ့အတွက်ဂျိုရှွာဘန်ဟာရှေ့လာမဲ့ပွဲစဉ်မှာဥက္ကဋ္ဌကြီးဒေနာဝိုက်ကဂရုပြုထားတာရှိတယ်ဒီတော့ချန်ပီယံကပတ်လူပွဲထိုးခွင့်ရဖို့ကလုံးဝကိုတေချာသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ရှင်းပါတာလေးဂျိုရှွာဘန်ဟာ UFC မှာကပတ်လူပွဲထိုးခွင့်ရတဲ့ပထမဆုံးမြန်မာဖိုက်တာဖြစ်လာတော့မဲ့မှတ်တမ်းကောင်းကိုလည်းရရှိသွားခဲ့ပြီလို့ကျွန်တော်တို့အခုကတည်းကကြိုပြောထားလို့ရပြီဖြစ်ပါတယ်ဒီပွဲမှာရှင်းဖိုက်တာလေးဂျိုရှွာဘန်တိုက်စစ်ဖွင့်ကစားသွားတယ်အရန်ကောင်းပါတယ်ပြောရမယ်ဆိုရင်ပရိသတ်တွေက rival နဲ့ဂျိုရှွာဘန်ပွဲစဉ်ကိုအောက်က comment တွေပေးရချင်းမှာ fight of the year လို့တော့ပေးခဲ့ကြတယ်ခင်ဗျနေ့တနေ့ရဲ့အကောင်းဆုံးပွဲလို့အတိအမှတ်ပြုခဲ့ကြပါတယ်ဒီပွဲမှာ rival ကဂျိုရှွာဘန်တဲ့အရက်အပြင်၄လက်မလောက်ပို့ပြီးမြင့်တယ်အဲ့အသာစီးရတဲ့အနေအထားကိုအခွင့်အရေးတရက်လို့အသုံးချပြီးတော့ rival ကဂျိုရှွာဘန်ကိုဖိအားပေးဖို့ကြိုးစားသွားခဲ့တယ်ဒါပေမဲ့ဂျိုရှွာဘန်ကဒါတွေကိုအလှပဆုံးတံပြန်ပြီးတော့ပွဲကိုထိန်းချုပ်ကစားပြသွားခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ခင်ဗျအဲ့တော့ဂျိုရှွာဘန်ဟာဒီပွဲမှာဆိုရင်သူက၃ပွဲအတွင်း2ပွဲဇက်ထိုးရတာဖြစ်တယ်ဒီပွဲဟာရှေ့မှာမာနကိတ်နဲ့ထိုးဖို့အတွက် rival ကိုပွဲတယ်ပေးထားတာမာနကိတ်က training မှာဒဏ်ရာရသွားတော့ဒီနေရာမှာ short notice နဲ့အစားထိုးဖို့ fighter တယောက်လိုလာတယ်ဒီချိန်မှာ UFC ကဂျိုရှွာဘန်ကိုအခွင့်အရေးပေးတယ်ဂျိုရှွာဘန်အနေနဲ့ရှေ့မှာပွဲထိုးထားတာရှိမယ်သူကအဲ့ဘက်မှာသူ့အနေနဲ့အရန်ပင်ပန်းတာတွေမရှိခဲ့ဘူးပြီးတော့ဒဏ်ရာတက်တာလည်းကင်းစင်တယ်ဆိုပြီးသူဒီပွဲကိုလက်ခံလိုက်တယ်ခင်ဗျအဲ့တော့ဂျိုရှွာဘန်အတွက်2025ခုနှစ်ထဲမှာမြန်မာအလံကိုရှုံလွှမ်းပြီးထိုးခွင့်ရတဲ့3ပွဲလုံးသူအနိုင်ရတဲ့မှတ်တမ်းတစ်ခုရသွားတယ်ပြီးတော့နောက်ဆုံးထိုးတဲ့9ပွဲမှာ9ပွဲလုံးဇက်တက်အနိုင်ရတဲ့ဂုံဘုတ်တစ်ခုကိုလည်းရရှိသွားခဲ့ပါတယ်ခင်ဗျအဲ့တော့ပွဲအနေထားကိုကျွန်တော်တို့ပြန်ပြီးသုံးသပ်ရမယ်ဆိုရင်ပထမပွဲကြီးမှာဂျိုရှွာဘန်က kickboxing နဲ့ပြစ်လို့ပြီးတော့ပွဲကိုအသာစီးကနေကစားသွားခဲ့တယ်rival ကတော့ jab တွေလောက်ပဲသူကထုတ်သုံးခဲ့တယ်ပြီးတော့ဂျိုရှွာဘန်ကဒီပွဲတဲ့ဘယ်လို game plan ပြင်ဆင်လာတယ်လဲဆိုတော့ကိုသူကရှင်းကပ်ပြီးတော့လေ့လာသွားတဲ့သဘောမျိုးမြင်တွေ့ခဲ့ရတယ်ဂျိုရှွာဘန်ရဲ့ combo တွဲလုံးတွေညာလက်သီးချက်တွေအဲ့ဒါတွေက rival ကိုပထမပွဲကြီးမှာတော်တော်လေးအထိနာစေခဲ့တာကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ခင်ဗျဒုတိယပွဲကြီးမှာတော့ rival ကလည်းပြန်ပြီးဖွင့်ကစားလာတယ်အဲ့မှာဂျိုရှွာဘန်နှာခေါင်းထိသွားတာရှိခဲ့တယ်ခင်ဗျပြီးတော့ rival ဟာဒုတိယပွဲရှိမှာအသာစီးအနေထားကိုပြန်ရောက်သွားခဲ့တယ်ဂျိုရှွာဘန်ကတော့သူ့ရဲ့လက်သီးတွဲလုံးတွေကိုယုံကြည်မှုအပြည့်အဝထားပြီးတော့ပဲပွဲကိုတံပြန်ထိန်းချုပ်တာမျိုးလုပ်တာကျွန်တော်မြင်ခဲ့ရတယ် rival ရဲ့ဒုတိယပွဲရှိမှာထုတ်သုံးတဲ့ jab တွေကပထမပွဲရှိမှာထက်ကတော့ပို့ပြီးတော့ကောင်းလာခဲ့တယ်အဲ့တော့ဂျိုရှွာဘန်နောက်ဆုတ်ခဲ့ရတယ်ဒုတိယပွဲရှိမှာရှိခဲ့တယ်ခင်ဗျတတိယပွဲရှိမှာတော့ဂျိုရှွာဘန်ကလက်သီးမိုးရွာသလိုကိုလက်သီးတွေဒရက်ပစ်လို့ပြီးတော့ပွဲကိုအသာစီးကစားလာမြင်တွေ့ခဲ့ရတယ် rival ရဲ့မျက်နှာဆိုရင်တွေးရှင်းချင်းနေတဲ့အထိပြန်ဖြစ်သွားခဲ့တယ်ခင်ဗျပြီးတော့ rival ကိုတတိယပွဲချိန်မှာကျွန်တော်အားမရဘူးပထမပွဲချိန်2ချီတုံးကတော့သူလုံးဝပြနိုင်တော့ဘူးကစားအားပိုင်းဆိုင်ရာကျသွားတယ်ပြီးတော့လှုပ်ရှားမှုပိုင်းဆိုင်ရာနှေးကွေးသွားတာတွေကိုကျွန်တော်မြင်ခဲ့ရတယ်ခင်ဗျလက်သီးချက်တွေ jab တွေကလည်းဒုတိယပွဲချီတုံးကတော့တောင်ထိရောက်မှုမရှိကြတော့ဘူးကျွန်တော်မြင်တွေ့ခဲ့ရတယ်အဲ့တော့နှစ်ယောက်ချင်းဆိုင်ထိုးပြိုင်ထိုးတဲ့အချိန်မှာဂျိုရှွာဘန်ရဲ့လက်သီးချက်ထိမှန်ပြီးတော့ rival ဟာအောက်တကွန်ချန်ပီယံတက်စီကိုလဲကျသွားတယ်ဒီချိန်မှာပဲဂျိုရှွာဘန်ကအထက်ကနေနေရာကိုလိုက်ပြီးတော့ rival ရဲ့မျက်နှာကိုဒရဇတ်ဆိုသလိုလက်သီးချက်တွေနဲ့သိကြိုက်သမားတော်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ပွဲပြီးတဲ့အချိန်မှာတယောက်ကိုတယောက်အလဲမထိုးနိုင်ဘူးအလဲထိုးဖြေထွက်ပေါ်မလာတဲ့အတွက်အမှတ်ပေးတိုင်လူကြီးရဲ့ဆုံးဖြတ်ကိုခံလိုက်ရတယ်ဒီချိန်မှာအမှတ်ပေးတိုင်လူကြီး3လုံးကဂျိုရှွာဘန်ကိုဒါ29 28 29 28 30 29နဲ့တညီညွတ်တဲ့အနိုင်ပေးလိုက်ကြပါတယ်ခင်ဗျဒီတော့ဂျိုရှွာဘန်ဟာညှော်လင့်ချက်အိမ်မက်တွေပြေဝသွားခဲ့ပါပြီချန်ပီယံကပတ်လူပွဲထိုးဖို့အတွက်ရှေ့တလန်းနေလိုက်ဖြစ်ပါတယ်ရှေ့လန်ပွဲစဉ်မှာချန်ပီယံကပတ်လူပွဲကိုဂျိုရှွာဘန်ဘယ်သူနဲ့ထိုးရမလဲဆိုတာကျွန်တော်တို့အခုကလေးကရင်ခုန်ကြတော့မှာဖြစ်ပါတယ်ဂျိုရှွာဘန်အနေနဲ့ကံကောင်းမှုတွေကိုဆက်လက်ထိန်းသိမ်းပြီးအောင်မြင်မှုတွေကိုဆက်လက်ရအောင်နိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ